နေမင်းကိုလွမ်းတယ်လို့လွမ်းနေရတယ်လူပဲလေမကြည့်စီ ကိုကြီးလွင်ကလည်းဘာပြောနေမှလည်းမသိဘူးအကျေးစီမနေတတ်တော့ပြန်ကြရအောင်လေအဖေကိုလည်းပြောနေအောင် မဲမင်းကြီးမှာတမမတော်တော်နဲ့ဘာဖြစ်နေရလဲ ဘာဖြစ်ရမှာလဲ तू အဲ့လိုမျိုးဖြစ်လို့ရှိရင်လေဘာကြောင့်မှမဟုတ်ဘူးကိုအေးလွင်ကြောင်မဲနေမှာဟုတ်တယ်မလား မိသစင်ရဲ့ညို့လည်းငါမပြောချင်ဘူးသိလားညဘာဖြစ်နေပြန်ပြီလဲ ကိုအေးလွင်ပေါ့ဟဲ့ငါကလေသူ့ကိုစားစေခြင်းလို့ဟင်းနေချက်ပြီးတော့တွားပို့တာ ဘာလဲအယူပေါက်ကြီးကလှုပ်သွားပြန်ပြီလား ဒီတခါအယူပေါက်ကြီးမဟုတ်ဘူးဟဲ့ ဘသူလူရလို့ရဆို ဗရန်နဲ့ပတ်ကြည့်ပေါ့မမယူယူနဲ့လေဘိုက်စားရဲဆိုပြီးတော့ငါလက်ထဲကဂျန်အတင်းဆွဲလူတာအဲ့လမ်းမှာအကုန်လုံးမှောက်ကုန်တာ ငါထင်တယ်တစင်ညီရဲ့လက်ရအောင်လေအဲ့ကိုအေးလွင်ကမစားထိုက်လို့ပဲနေမှာပါအေးညီချက်ဖို့မနေပါနဲ့ပင်မန်းနဲ့နော် မိသစင်ညီကိုလေဟိုကဖုတ်လေတဲ့ငပိရှိတယ်လို့တော့ထင်တာမဟုတ်ဘူးအေးဟိုတယောက်ကလည်းလေအတန်တာတာနဲ့ဘလောက်တောင်ဆွဲဆောင်တာလဲမသိပါဘူးအေးမကြီးစီမှာမကြီးစီကိုဖြစ်နေတော့တာပဲ ငါလည်းအဲ့ဒါကိုပြောချင်တာငါကလေဗရက်ပတ်ကြီးကိုနဲ့လမ်းမှာရန်ဖြစ်နေတာကိုလေ तू ကလေသူ့ကားပေါ်မှာမကျေးစီကိုတင်ခေါ်သွားတာဟဲ့ပျော်မြူးနေရပဲနေအောင်လုံးငါအဲ့မြင်ကွင်းကြီးကိုကြည့်ရတာလေငါရင်ဝါကိုမီးစားနဲ့ထိုးသလိုပဲငါအရင်ခံစားရတယ် မီးစားနဲ့ထိုးပြီးခံစားနေရလုံမနေနဲ့ညီအဲ့ကိုအေးလွင်ဆိုတဲ့လူကိုမိပြလိုက်စမ်းပါအေး ဟုတ်ပါတစင်ရဲ့တရွာလုံးမှာလည်းယောက်ျားမရှားပါဘူးအေးညီတို့ထက်သားရဲ့လူရှာပြီးပြလိုက်စမ်းပါနော် ငါမရွာလူတွေမကြိုက်တာလို့ အော်ညီကလည်းအိုက်တင်လေးပါလေခံမအောင်အခုကိုအေးလွင်ကြီးကြတော့ညီကိုကြိုက်လို့လားအော်ဟောဟဲ့လောက်မနေနဲ့ငါပြောပြမယ်ဖူးစားဆိုတာအချိန်နဲ့သူ့အနေနဲ့သူပေါ်လာမှာပဲညီပြောပင်မလိုက်တာဟဲ့နော် ကျုပ်ပြောတာမယုံရင်စောင့်ကြည့်နေမကြခင်မှာမကြေးစီကြောင့်တယောက်ယောက်တည်ရဲဆိုတဲ့တဲ့တင်ကိုကြားလိမ့်မယ် နင်ကလည်းဗစက်ပုတ်ကြီးနဲ့ ကဲပါညီကိုရှင်းပြနေရပဲကျုပ်တို့နောက်ကြတော့မယ်သွားမယ် ဟမ်ဘယ်တော့မှတော့ အမေသိန်းတို့ဆိုင်မှာအကျော်သွားဆောင်လို့ညီလာခေါ်တာ ဟုတ်တယ်ဒါကြီးကိုထားခဲ့သွားမယ် ပြန်လာမှတော့လုံး စိတ်ညစ်နေနေတာသွားမယ်